Hello ပရိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Kevin CFT ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းတွေစုပေါင်းပြီးထောင်ထားတဲ့ server လေးမှာသွားဆော့မှာပဲဖြစ်ပါတယ်ဒါလေးကတော့ Peter Craft episode 1လေးပဲဖြစ်ပါတယ်ကဲ channel လေးကို like and subscribe လေးလုပ်ပြီးတော့စလိုက်အောင် let's go ကဲဝေါ်တဲ့ရောက်ပြီဆိုတော့တက်သွားခုံမယ်တက်ပင်တွေကဘယ်နာရှိမလဲမသိဘူးဟိုဘက်နားမှာရှိမယ်ထင်တယ်အဟိုဘက်ကနှင်းမြီဟာအဲ့ဒါငါဘယ်ဘက်မှာသွားခုံရမှာလဲတက်ကဟာအဲ့ဒါလေဟိုဘက်ချမ်းပဲသွားပါတော့မယ်လေဟိုဘက်ချမ်းမှာရှိရင်လည်းရှိမှာပေါ့ကဲ let's go ဟာဒီဘက်ချမ်းမှာလည်းရေခဲပြင်ပဲရှိပါလားအဲ့ဒါငါဘယ်ဘက်မှာသွားခုံရမှာလဲဟာကွာကျုံးမယ်ကွာရေခဲပြင်ရဲ့ဟိုဘက်ချမ်းကိုသွားမယ်လားဘရာဂျာတို့လားရေခဲပြင်ရဲ့ဟိုဘက်ချမ်းကိုလစ်မယ်ဟာရေကနှင့်နေသေးတယ်အရေးတယ်ဒါလာမြန်မြန်သွားမှရမယ်နှုတ်မို့ဆိုညမှောင်ပြီးတော့ဘိုက်ကလည်းနည်းနည်းစာနေပြီဆိုတော့အမြန်လစ်မှရကဲမြန်မြန်သွားမြန်လေးဟာမြန်လေးကဲဘာသာတော့မြန်သွားမှရမယ်နော်မြန်ဟာအရေးတဲ့ရေကနေလိုက်သေးတယ်ကွာမြန်သွားရပါမယ်ဆိုမှပဲဟာတွားထား 2000 years later finally နောက်ဆုံးမှာတော့တစ်ပင်ဆိုတဲ့အရာကြီးကိုမြင်မှုပါ ਈ ကွာနေရာလဲဝင်တော့မှာဆိုတော့အမြန်တက်ခုံมาရမယ်အေးတဲ့တက်ကလာခတ်နေသေးတယ်ကွာဘယ်နာအပင်ခုံကောင်းမလဲမသိဘူးဟိုမှာအပင်တပင်တွေ့ပြီအဲ့ဒီပင်မဲ့ခုတ်လိုက်တော့မယ်အမြန်ခုတ်ပါဟာညမောင်နေပြီဟာညမောင်နေပြီဟာအမြန်တူးပါဟာအမြန်ဟာကြာနေလက်ချီကွာပိတ်မယ်လေဟိုပိတ်ထားမယ်ငါအရေးတဲ့ခလုတ်ကလည်းမှားနေပြီလေအေးရပြီတော်သေးတယ်ကွာကဲပစ္စည်းလေးတွေ craft လိုက်အောင်တက်တုံးလေးဆိုရင်တက်တုံး73ရတယ်ကွာအမှငါတို့တချောင်းလေးတွေလှုပ်လို့ရပြီcrafting တွေပဲcrafting တွေပဲအရင် craft လိုက်တော့မယ်ကွာမတချောင်းလေးထပ်ပြီး craft လိုက်မယ်ပြီးကြရင်ဘာလုပ်ရရဘာမှလုပ်ရမရှိတော့ဘူးဟုတ်တယ်ဟာလုပ်စရာတွေကအများကြီးပဲမိုင်းနေမှာလဲနော်မိုင်းနေမှာလုပ်စရာတွေအများကြီးရှိတယ်ဆိုတော့ငါလည်းဖေးတွေရှောက်တူးနေမှမသိဘူးအမြန်လက်နေသေးတယ်ကွာအရေးတယ်အရေးတယ်လက်နေသေးတယ်လေဟာတော်သေးတယ်ကြာဝိုက်မ pickaxe လေး craft မယ်ကွာ pickaxe ရပြီးတော့ငါဓားလုံးရင်ဓားပဲလှုပ်လိုက်ပါတော့မယ်လေဓားပဲလှုပ်လိုက်တော့မယ်ဓားလုံးရင်ကောင်းလှုပ်လိုက်ပါတော့မယ်လေဓားပဲလှုပ်လိုက်တော့မယ်ပြီးကြရင်ငါဘာဆက်လုံးရင်ကောင်းမလဲမှောင်ကလည်းမှောင်တော့ရှောက်တူးမယ်ကွာလှုပ်ရှုပ်တယ်ငါ crafting တွေပဲကြီးသွားတူနေတယ်လုံးကြအောင်ဘာမှလုပ်မရတော့ဘူးမိုင်းထဲမှာပိတ်မိနေပြီဘယ်နာတူရင်ကောင်းမလဲအလေးလေးချဲလိုက်ပါဦးမယ်ကွာဘယ်နာကိုစတူရင်ကောင်းမလဲမသိဘူးအဲ့ဒီဘက်ချမ်းပဲတူလိုက်ပါတော့မယ်တဲတုံးတွေကပိတ်နေအရေးတယ်အဲ့ဒီအောက်ပဲတူလိုက်ပါတော့မယ်လေကွာမနေ့ကျရင်ကြောက်တုံးတွေကလိုမှမများလေးတူးစားမှာကွာဘာတုံးတွေလဲကွာကြောက်တုံးတူးပါတယ်ဆိုမှာကွာလာပြီးရှုပ်ဟိုဘက်ချမ်းပဲတူလိုက်တော့မယ်ဟိုဘက်ချမ်းမှာတဲတွေပဲရှိတာဟာဒီအလဲတဲပဲတူလိုက်တော့မယ်ဒီအလဲတဲမှာလည်းတဲပဲရှိတယ်ကွာဒုက္ခပဲ 2000 years later yes finally နောက်ဆုံးမှာတော့အချိန်9ကဘာလောက်စောက်ပြီးတော့မိုးကလင်းလာပြီပေါ့နော်ငါ screenshot တွေရိုက်နေဒုက္ခပဲငါပြမလို့တော့ကြည့်လိုက်ဒီမှာကျွန်တော်ချောလာမှကြည့်လိုက်ကျွန်တော်ဟိုက drown ခေါင်းလေးဆောင်းပြီးတော့စောင်းချောကြီးပေါ့သူကိုသူအမဘာတွေလုပ်ရနေလဲမသိဘူးအမကျွန်တော်တက်ခုံနေပေါ့နော်တက်ခုတ်လိုက်ပါပြီခင်ဗျာတက်ခုတ်ရတော့ကြားတယ်ကွာပြီးမှုကောင်းတဲ့တက်ခုတ်ရ
ကွာအမြန်လေး please တနေ့ရသွားပြီးတော့တခုလုံးမှရမယ်ဟိုဘက်မှာကွာအတိုင်းချလို့ရပြီဟိုကောင်လေရောငါရဲ့ဒုတ်ပြန်ကြီးကျွေးမယ်အယောင်နေလာခဲ့အယောင်နေဘာလာလို့အယောင်ကြီးလိုင်းလက်နေပြီဟာအယောင်ဒုက္ခပဲဟေးဒုက္ခပဲလိုင်းလက်နေပြီလို့အယောင်နေကြေကြအောင်အတွေးရလည်းမရှိတော့ဘူးအယောင်ကြီးတေးပြီဟေးငါတော့တီးမှရမယ်တွေးရတရုံးဝေးလေးနဲ့ငါဘလို့ချမှာတော့ဟိုကောင်နေအမြန်တီးမှရမယ်ဟာဒုက္ခပဲဟေးကွိုင်ပဲနောက်ဆုံးတော့ဟိုကောင်လေးလက်ထဲကလိုပါ ਈ ထင်တယ်ကွာအဲ့လိုငါသားကောင်လေးပါလေးရှာအောင်ပဲကွာတကောင်ကောင်တက်အောင်မယ်မနောက်ဆုံးတော့တိုးတွေ့ပြီတိုးကရေးကြီးတယ်ငါတော့လိုင်းလက်နေတယ်လေကွာအေးဟာငါရောင်ငါဘာတွေခုံမိနေတာလဲဒီနောက်ဆုံးတော့ရပြီအေးခုတ်ပြီအဲ့ရောင်လေးငါထင်းနေပြီလို့ 来了你不听的。呀喂，来了你的哈。 တော်သေးတာပေါ့ကွာလိုင်းလေးပြန်ငင်သွားလို့ဟိုရှိမှတိုးတစ်ကောင်ထပ်တွေ့ရင်ဟေးဒီနေ့တော့ငါလက်ကီးပဲတိုးတွေတစ်ကောင်ပြီးတစ်ကောင်တွေ့နေတာမနေ့ကလို့ဟွာထဲမှာမအေးရတော့ဘူးထင်တယ်ကျွေးနေမှာနေရတော့ထင်တယ်နောက်ထပ်ဝါတစ်ကောင်ခုတ်လိုက်မယ်ပြီးကြရင်ဘာကောင်လေးများရှိအောင်မလဲကွာဒီနားမှာတော့ရှိမယ်ထင်တာပဲဟိုကနာမနွားတစ်ကောင်တဲ့တိုးတာပဲဟေးမြန်နေချင်းဆိုင်လေးနောက်ဆုံးတော့တွေးပြီဟေးငါအိတ်လို့ရပြီနောက်ဆုံးတော့ပြီးကြရင်တင်းလေးပါလေးခုတ်လိုက်ပါအောင်မယ်လေကွာတမင်နှစ်ပင်လောက်တတုံးနှစ်တုံးလောက်ပြီးကြရင်ငါအိတ်ရလုပ်ပြီးတော့ငါပြင်ဆင်ရမယ်ငါညဘက်ကူကြော်ဖြစ်အောင်မယ်စာပါထဲမှာငါတငယ်ချင်းတွေတရားမှမရှိဘူးဆိုတော့ငါတယောက်တည်းအေးဆေးပဲငါတယောက်တည်းသူတို့ထက်အစနေရတော့တိုးတက်အောင်ကြိုးစားမယ်ဒါပေမဲ့ဗီဒီယိုကြီးကငါတော်တော်ကြီးရှင်းနေပြီလို့ထင်တာပဲ9 မိနစ်လောက်တော့ရှိပြီထင်တယ်အဲ့တော့ငါဗီဒီယိုအန်လိုက်ပါတော့မယ်ကွာပြင်ရရှိတာပြင်ဆင်ပြီးတော့ဘာလို့လဲဆိုတော့နောက်နေ့ကနေ subscribe တွေပါတယ်ဆိုတော့လေမင်းတို့နောက်နေ့ဗီဒီယိုပဲစောင့်ကြည့်လိုက်ကဲအားဆုံးငါအဲ့ရလေးထားလိုက်မယ်respawn လုပ်မယ် respawn လုပ်ပြီးငါမီးဖို့ furnace craft ကမယ် furnace craft ပြီးရင်ငါဒီနားလေးမှာထားလိုက်မယ်အမှငါအသားလေးတွေပါလေးချက်လိုက်ပါအောင်လေကွာငါနှမို့ဆိုဘိုက်ကအတကုံးစားနေတာဟာဘိုက်စားနေတော့ငါအသားလေးပါလေးချက်လိုက်အောင်မယ်ဆိုတော့အသားလေးပါလေးချက်မယ်ဘာမှတော့လုံးစရာမရှိပါဘူးငါဒီ episode 1မှာတွေ့တူငါ base ရှာရုံပဲဟာbase ကဘယ်နားမှာထားရင်ကောင်းအောင်လဲမသိဘူးဒီမှာတေးလေးပါလေးစက်ခုတ်လိုက်ဦးလေကွာ base ကိုနောက်မှစဉ်းစားတော့မယ်ဒီပင်မဲ့ခုတ်လိုက်ပါတော့မယ်လေကွာဟိုပင်ကမြည်မယ်ခုတ်ချင်တော့ဒီပင်လေးဒီပင်ခုတ်ရင်ကောင်းလားခုတ်လိုက်ပါမယ်လေကွာဒီလောက်လေးခုတ်ရတာဘာဖြစ်ငါ crafting ဒီဝေထဲမှာငါအာမဟုတ်သားပဲငါ round up ဆောင်းထားတာခုမှသတိရတယ်ကဲလိုင်းရတော့နည်းနည်းထင်ရင်သလိုဖြစ်နေပါလေကဲနွားလေးတက်ပြီးပြီဆိုတော့ငါဘာလုပ်ရင်ကောင်းမလဲကွာဘာလုပ်လိုက်ရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲဗီဒီယိုပဲအန်လိုက်ပါတော့မယ်လေကွာကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲเนาะစုံကြီးကြည့်ပြီးလဲတော့လည်းကျေးဇူးလေးတင်တယ်เนาะ subscribe လေးနဲ့လှုပ်ခဲ့ပြီးရောအဲ့ဒါပြောနေတာပဲဒါပဲ